အားလုံးပဲမင်္ဂလာပါ story talk အစီအစဉ်ကနေပြီးတော့မှပြန်လည်ကကြိုဆိုလိုက်ပါတယ် story talk အစီအစဉ်မှာဒီနေ့ပြောပြသွားမယ့်ပုံပြင်လေးရဲ့အမည်ကတော့ယခုပြစ္ဆုတ်ပံမှာကြီးဝါချမ်းသာခြင်းအကြောင်းတရား၄ပါးဆိုတဲ့ပုံပြင်လေးဖြစ်ပါတယ်ပုံပြင်လေးဆိုပေမဲ့မြတ်စွာဘုရားနဲ့ဒီဃဇာနုဆိုတဲ့ပုံနာတရားအကြောင်းပါဒီဃဇာနုဆိုတဲ့ပုံနာကလောကလုံးနေပေါင်း1500ကျော်ကမြတ်စွာဘုရားကြွိုက်တဲ့အခါကျတော့ဘာမေးတယ်မြတ်စွာဘုရားတပည့်တော်ဟာယခုဘဝမှာချစ်ချမ်းသာနဲ့နေခြင်းတယ်ပြစ္ဆုတ်ပံဘဝမှာမတောင့်မကြနဲ့ချစ်ချမ်းသာနေနိုင်တဲ့အကြောင်းတရားများရှိပါသလားဖေဟာလို့ဘာမေးတယ်အဲ့လိုတော့မေးတော့ရှိတယ်လို့မြတ်စွာဘုရားကဖြေတယ်နံပါတ်1ကအောဋ္ဌာဏသဗ္ဗဒါထာကြွလုံလဝရိယရှိရမယ်လုံလဝရိယနဲ့အလုံးလုံးတဲ့ခါကျရင်ကြိုးစားအထောက်မှုရှိတယ်ဆိုရင်ကြီးကွာချမ်းသာမယ်ဒါနံပါတ်1ပေါ့နော်ဒါမှကြိုးစားတိုင်းရသလားဆိုတော့မရဘူးတဲ့ဒိဋ္ဌဆိုတဲ့လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်တဲ့အနာလာသမဆုံးနေတဲ့ဇွဲဒီလုပ်ငန်းတစ်ခုကိုလုပ်လိုက်တယ်မရမနေရကိုရမဆိုတဲ့စိတ်ဓာတ်နဲ့ကြိုးစားအထောက်မှုပေါ့နော်ဒါအောဋ္ဌာဏသမ္ပရာထမှာပဲပါတယ်မဆုံးနေတဲ့ဇွဲအနာလာသလို့ခေါ်ပါတယ်အဲ့ဒီဟာကတစ်ခုပြည့်စုံဖို့လိုတယ်ပေါ့နောက်ဆုံးတစ်ခုကဥပါယဝိမန္တတဲ့နိလန်ပြီးဖို့လိုတယ်စိကံနိလန်ပြီးဖို့လိုတယ်ပေါ့အခုခေတ်အခြေအနေနဲ့ဆိုရင်နိပညာကျွမ်းကျင်ဖို့လိုတယ်ဒါဆိုရင်အောဋ္ဌာဏသဗ္ဗဒါပြည့်စုံသွားပါပြီလိုချင်တာရဖို့ရန်အတွက်ဒီအချက်လုံးချက်ပြည့်စုံဖို့လိုတယ်လုပ်ငန်းကျွမ်းကျင်မှုမဆုံးနေသောဇွဲနဲ့နိစ္စနဲ့တွေလိတယ်နိပညာတွေကိုနားလည်တယ်ဆိုရင်ဘယ်အရာမျိုးမှမဆိုကိုကအောင်မြင်အောင်လုပ်နိုင်တယ်ဒါဆိုရင်ရပါပြီစေကွာဥစ္စာတွေနောက်တစ်ခုကနံပါတ်1အနေနဲ့ဘာလဲဆိုရှိရင်အာရခသဗ္ဗဒါတဲ့အာရခသဗ္ဗဒါဆိုတာမိမှာရရှိထားတဲ့စိတ်ဥစ္စာတွေဟာပလိုက်ပေါင်းနဲ့ဖောက်ကောင်းတယ်လို့မျိုးမဖြစ်ရလေအောင်ဆုံးနေနာမှုမရှိရလေအောင်ဘယ်လိုထိတ်သိမ်းဆောင်ရမလဲဆိုတဲ့အပိုင်းကိုလည်းပဲသိဖို့လိုတယ်အခုခေတ်မှာဆိုရင်ငွေကြေးတွေအများကြီးစိတ်ဥစ္စာတွေရသူမျိုးငါးပါးနဲ့ဆက်ဆံတယ်လေဒီစိတ်ဥစ္စာဆိုတာရေကြောင်း၎င်းမိန်ကြောင်း၎င်းမွေးကြောင်း၎င်းခိုးကြောင်း၎င်းမချစ်မနစ်လိုက်အလောရလူဆိုအလောရလူမျိုးငါးပါးတွေနဲ့ဆက်ဆံနေတဲ့အဲကြောင့်လုံခြုံတဲ့နေရာနောက်ထားဖို့ဒီခုခေတ်နဲ့ပြောမယ်ဆိုစီ mobile banking တွေပါတယ်ညာတွေခုဒီမှာပြီးမှာဆိုရှင် KBZ Pay တို့ဘာလို့ရှိတာပေါ့နော် KBZ Pay တို့ Waymoney တို့ True Money တို့ဒါတွေကတကယ်လုံခြုံရလားဆိုရင်ပြောရမယ်ဆိုရင်မလုံခြုံဘူးဆိုတော့ဒါ international banking တစ်ခုလုံခြုံတဲ့ banking တစ်ခုကိုညွှန်ပြမယ်ဆိုရင်ဥဒိနေနဲ့ Binance account ဟာတကယ်ကိုလုံခြုံတဲ့ account တစ်ခုဖြစ်တယ်လို့ဘိုးကြီးတို့တွေဒါဥဒိတို့တွေမကြခင်ကလေ့လာသိရှိထားရပါတယ်အဲဒါကြောင့်Binance account လေးတွေရှိဖို့လိုတယ်ငွေကြေးရဲ့transaction ကိစ္စတွေကိုနည်းနည်းလက်ဖို့လိုတာပေါ့နော်ဒါဆိုလို့ရှိရင်ကိုရဲ့အာရခသဗ္ဗဒါနဲ့ကိုမှာရရှိတဲ့စိတ်ဥစ္စာတွေကိုထက်လေးဆောင်နိုင်စွမ်းပြီးဝလာခဲ့မှာဖြစ်ပါတယ်ဒါနံပါတ်1ပေါ့နော်